Red Rico ကသူတို့ကိုယ်တိုင်ပြင်ဆင်သင့်သလောက်ပြင်ဆင်ခဲ့ုံသာမကတာမန်တဲ့ပူအန်ရဲ့များတဲ့အကဲအခဲတွေကိုလည်းကြော်ပြတ်ခဲ့ပြီးပြီမို့တတိယအလွာကိုဆင်းဖို့အစဉ်သင့်ဖြစ်နေကြပါတယ်။တေချင်းတရားကဘသူ့ကိုမှမျက်နှာမလိုက်တာမို့ရှင်သန်နေတဲ့အရာအလုံးဟာတနေ့မှသေဆုံးရမှာဖြစ်ပြီးဒီတွင်းနဲ့ဆင်းတဲ့သူတွေရဲ့အနားမှာတော့တေချင်းတရားဟာအမြဲတစေရေဝဲနေတတ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့ဉာဏ်ရည်တွေတတိတွေရုံးကန်လှုပ်ရှားနိုင်မှုတွေကိုအကောင်းဆုံးအသုံးချနိုင်သူတွေအတွက်ဒီလိုမမျှတတဲ့လောကကြီးမှာတော့အသက်ဟာနောက်ဆုံးအကြိမ်အထိတွေ့ကပ်နေနိုင်ကြပါတယ်။တတိယအလွာမှာမီတာ4000လောက်ရှိတဲ့ထောင်လိုက်ကြောက်နိုင်ရန်တစ်ခုရှိပြီးမျက်နှာပြင်ဘေးဘက်လည်မှာသာလမ်းလျှောက်လို့ရတဲ့မြေနေရအနှဲငယ်ရှိကအလဲကောင်မှာတော့ဒေါက်ကဘာတက်ပဲမို့အစင်းမှာအန်ဒီရဲ့များုံသာမကအဲ့ဒီအလွာကနေအပေါ်ကိုပြန်တက်တဲ့အခါခံစားရတဲ့ချိန်စာတွေဟာလည်းပိုပြီးပြင်းထန်ပါတယ်။ဒါပေမဲ့လည်းစက်ရုပ်လေးရက်ကတန်မာတာမို့သူတို့တွေတနည်းနည်းနဲ့ဆင်းနိုင်လိမ့်မယ်ဆိုတာနက်နက်ရှက်ကီကယုံကြည်နေကြပါတယ်။လူအများစုကဒီအလွာကိုဖျက်ကျော်တဲ့အခါဒေါက်ကဘာကြီးရဲ့ကြောက်နိုင်ရန်တွေကတနေရာနဲ့တနေရာအလန်းဝေးတဲ့လူတကိုးစားဂူပေါလေးတွေကနေတဆင့်စွန်စားရင်းဆင်းတက်ကြရတာဖြစ်လို့ Red Rico လည်းဒီနီလန်အတိုင်းပဲဆင်းသက်လာခဲ့ပေမဲ့အန်ဒီရဲ့များတဲ့အသားစားရှုပြန်တွေဟာတွင်းရဲ့အလယ်မှာကျင်လည်ကြတယ်ဆိုတာနောက်မှသိလိုက်ရပါတယ်။ဒါကိုကြော်ပြတ်ဖို့အန်ဒီရဲ့များလို့ချိန်စာတန်ကိုအန်တုပြီးအပေါ်ပြန်တက်ကျင်လာလို့ Rico ရဲ့ဆန္ဒကိုမေးလိုက်ပေမဲ့တက်တီခဲမာလေးကတော့ဘလို့အခက်အခဲတွေပဲကြုံကြောက်အောင်ဆင်းမဲ့အကြောင်းပြောလိုက်ရင်ခလန်းလန်းမှာမြင်လိုက်ရတဲ့ကြောက်နိုင်ရန်ဘေးကဂူပေါလေးကိုကူးနိုင်ဖို့ကြိုးပမ်းကြပါတယ်။စက်ရုပ်လေးရက်တောင်မှလေပေါ်လဲမပြန်နိုင်နိုင်ရန်တွေပေါ်မှာလဲလမ်းမလျှောက်နိုင်တဲ့အတွက်အလွယ်တကူဖမ်းနိုင်တဲ့နရီတန်တန်လို့ခေါ်တဲ့ရုံဝါတုတ်တွေနဲ့ရှူးပြန်တွေကိုအာယုံလွှဲလိုက်ရင်နောက်တနေရာကိုခုံကူးလိုက်ကြပြီးရုတ်တရက်အတန်တစ်ခုက Red ရဲ့နားထဲမှာရင်းနီးကြားပူးနေတာမို့အတန်လာရကိုနားစွန့်နေပေမဲ့ Rico ရဲ့ဝမ်းမန်းတဲ့လမ်းကုန်မှုကြောင့်လှည့်ထွက်ခဲ့လိုက်ပါတယ်။ရုံဝါတုတ်တွေကိုလွယ်လေးတကူဖမ်းစားနိုင်လို့ရိတ်ခါအတွက်ပူစရာမလိုကြောင်းပြောရင်လမ်းတစ်ဝက်ကိုရောက်တဲ့အခါပျက်စီးနေတဲ့ရှေးကလေးသိန်းမောတစ်စီးကိုတွေ့လိုက်ရတော့ဒီထဲမှာတန်မိုးကြီးပစ္စည်းတချို့ရှိမယ်အထင်နဲ့ Rico တယောက်တက်ကြွနဲ့ Red ကိုတော့မဆောင်ပဲရတနာရှာဖို့ထွက်ခဲ့ပေမဲ့တာရဲတကောင်ရဲ့မစင်ကိုသာနင်းမိလိုက်ပါတယ်။ထိတ်လန့်တကြားနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါတကယ်တော့ဒီသိန်းမောပြက်ကရှူးပြန်မာကြီးရဲ့အတိုက်ဖြစ်ပြီးရှူးပြန်ကြီးဟာလည်းလက်တကန်းကွာမှာရောက်နေတာမို့ပြေးချိန်တော့မရပဲတိုက်ခိုက်တာခံလိုက်ရပေမဲ့သူမအော်တန်ကြောင့်ဆက်ရုပ်လေးကအပြေးကယ်နိုင်ခဲ့ပါတယ်။တတိယလွာကတာရဲဆိုတာပေါ်သေးသေးမဟုတ်တဲ့အပြင်ဒေါသထွက်နေတဲ့ဒီရှူးပြန်ကသူ့ထက်တောင်ခွန်အားကြီးပြီးအရန်လဲမြန်တာကြောင့်မဖြစ်မနေအခြေအနေမို့လို့လက်နက်ကြီးကိုတုံးလိုက်ရပါတယ်။ခေါင်းတဲ့ကိုထိပြီးတစားစီဖြစ်သွားတော့ Rico ကဒီရှူးပြန်ရဲ့အသားကိုစားကြည့်ဖို့ပဲစိတ်ထဲရှိနေပေမဲ့လက်နက်ကြီးတုံးထားလို့တိတ်မကြခင်မှာတတိလက်တော့မှာမို့စိုးရင်တကြီးဖြစ်နေသူ Red က2နာရီအတွင်းဂယုတစိုက်နေဖို့မှာလိုက်ပါတယ်။ Red ကြားခဲ့တဲ့သားရဲကြီးရဲ့အတန်ကို Rico ရောသူပါထက်ကြားလိုက်ရပြီးဒါကခေါင်းနေမွေးနဂါးရဲ့အတန်ဆိုတာတေချာတီးလိုက်ရပေမဲ့သူတို့ရှိရာကိုသားရဲကြီးကချက်ချင်းရောက်လာခဲ့ပါတယ်။မွေးနဂါးကြီးရဲ့ခေါင်းကဒဏ်ရာကိုမြင်တော့ပထမလွာမှာ Red ရဲ့မီးလက်နက်ကြောင့်ထွက်ပြေးသွားတဲ့အကောင်ဆိုတာတီးလိုက်ရတယ်လို့မွေးနဂါးကလည်းသူတို့နှစ်ယောက်ကိုမှတ်မိနေတာကြောင့်ဒေါသတကြီးနဲ့အငန်းမရလိုက်ပါတယ်။လမ်းကကျင်းတာမို့မွေးနဂါးကြီးရဲ့ကိုလုံးကရှေ့ဆက်တိုးမရတော့ဘေးကင်းပြီးထင်လိုက်ပေမဲ့သူတို့ရှေ့မှာလမ်းအပြစ်ပိတ်နေတဲ့ရုံဝါတုတ်တွေကြောင့်ကြံရမရတဲ့ကြားကစိတ်ရုပ်လေးရက်ခမတတိလစ်မသွားအောင်မနေအားတင်းထားနေရပါတယ်။အတင်းယုံကန်ပြီးဝင်လာတဲ့မွေးနဂါးကိုမြင်မှရုံဝါတုတ်တွေထွက်ပြေးကြလို့လမ်းပွင့်သွားပြီး Rico က Red ပါလွတ်သွားပေမဲ့စိတ်ရုပ်လေးကတော့တတိလစ်သွားခဲ့ပါတယ်။စိတ်ရုပ်လေးရဲ့လက်တံတွေကနေတဆင့်ဆွဲလာရင်ခရီးဆက်ခဲ့ပေမဲ့ဘိုက်လဲဆသလိုပင်လဲပင်ပန်းနေပြီးမို့တက်မသွားကျင်တော့ပေမဲ့ကလေးတိုင်းကြိုက်တဲ့ဘာသာကိုချားသည့်ရဲ့အနံ့ကိုရလိုက်တော့ Rico တယောက်ပူဆိုရတော့မှမို့အနာပဲရှေ့ဆက်ဖို့ခွန်အားတွေရခဲ့ပါတယ်။အသီးကိုအနံ့ခံရင်တနေရာအရောက်မှာအသီးနဲ့ပြင်းပြင်းရတဲ့ထူးဆန်းတဲ့တိတ်ရွက်ပုံစံတစ်ခုကမျိုးချလိုက်လို့နှစ်ယောက်လုံးဘိုက်ထဲရောက်သွားခဲ့ပြီးအထဲမှာတော့ဘာသာကိုချားသီးတွေနဲ့ရုံဝါတုတ်တို့ရဲ့အလောင်းတွေကိုမြင်ကမှထောင်ချောက်သားရဲ့ဘိုက်ထဲကိုရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ဒီသားရဲ့အစာအိမ်ထဲကနေထွက်နိုင်ဖို့ပါလာတဲ့ဓမြောင်နဲ့အချက်30လောက်ထိုးခွဲလိုက်တော့မှအပြင်ရောက်ခဲ့ရပြီးထောင်ချောက်ကောင်လဲဘိုက်ကွဲသွားလို့ရှုံးတော့ပြီးဘောကကူးသွားရပါတယ်။တကူလုံးမှာဘာသာကိုချားသီးနဲ့ဆွဲနေလို့ရုံဝါတုတ်တွေဝိုင်းအောင်နေတဲ့ကြားကရအောင်ရုံထွက်ခဲ့ရင်အလင်းရောင်မြင်လို့ထွက်လန်းတွေ့ပြီးထင်လိုက်ပေမဲ့တကူတည်းသောလမ်းကြောင်းကဂုံးတက်ကြီးဖြစ်နေတာကြောင့် Rico ခမစိတ်ပြတ်သွားရပါတယ်။ဒီလောက်ဂုံးတက်ကိုသာတက်မိရင်ချိန်စာမိမှာတေချာပေမဲ့နောက်ပြန်လှည့်လို့မရတော့တဲ့အခြေအနေမို့ Red ကိုတည်ရင်စူးစမ်းတက်ခဲ့လိုက်ပါတယ်။တတိယလွာရဲ့ချိန်စာတွေကခေါင်းကိုက်ခြင်းမူးဝေအော်ဟန်ခြင်းနဲ့ထင်အောင်ထင်မှားတွေကိုကြုံတွေ့ရမှာဖြစ်လို့လက်ရှိမှာတော့ရိုင်းနေတဲ့ Rico တယောက်ရုတ်တရက်ပေါ်လာပြီးဘေးကနေလက်လျှော့ဖို့ပြောနေတဲ့မာရုအိုဇန်ရှက်ကီနက်ကီယူအီဟာဗိုအပါဝင်မျက်နှာကိုတော့မမှတ်မိတဲ့သူမအမေလိုက်စာကပါတွဲမော်ကိုပြန်တက်ဖို့ပြောတော့တစ်တာငတ်သူ Rico လဲဒါတွေဟာထင်အောင်ထင်မှားဆိုတာတော့မခွဲခြားနိုင်ဖြစ်သွားရပါတယ်။ဓာတ်လေကားစီးပြီးအမေဖြစ်သူနဲ့အတူမြို့ကိုပြန်ရောက်လာခဲ့သလိုသူရဲကောင်းတယောက်လိုတကန်းတနာနဲ့မြို့သူမြို့သားတိုင်းကကြိုးစိုးနေကြတော့ဒါဟာသူမရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေတဲကတခုပဲမို့ဝမ်းမန်းတတာဖြစ်ခဲ့ရပေမဲ့တငယ်ချင်းလေး Red တယောက်သူနဲ့အတူပါမလာတာကိုအတီထားမိခဲ့ပါတယ်။အမြဲကူညီပေးပြီးအမြဲအတူရှိပေးခဲ့တဲ့စိတ်ရုပ်လေးမပါဘဲမြို့ကိုပြန်လာတာကဘာအတိတ်ပဲမှရှိတော့မှမဟုတ်လို့ဝမ်းနဲ့စွာအော်ဟစ်မိတော့မှလက်တွေ့ကဘာတဲကိုပြန်ရောက်လာခဲ့ပါတယ်။ Red ရဲ့ဆောင်းရှောက်မှုအောက်မှာနေခဲ့ရလို့အပူအပင်ကင်းခဲ့ရပေမဲ့ကိုယ်တိုင်ဖြတ်သန်းကြီးမှတွင်းတဲ့ထဲမှာရှင်သန်ဖို့ကမလွယ်ကူဘူးဆိုတာတွေးမိလို့တငယ်ချင်းလေး Red ကိုကျေးဇူးတင်မိနေပါတယ်။ချိန်သာတန်ကိုခံရပြီးတိတ်မကြခင်မှာပဲအညိုးတကြီးလိုက်နေတဲ့ခေါင်းနီမွေးနဂါးကသူတို့နှစ်ယောက်နောက်ကိုရောက်လာလို့ကြံရမရတဲ့ Rico ခမမီလီယံပေါက်ချုံးနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ရပေမဲ့ခွန်အားက
မိုးနဲ့မြေလိုကွာခြားတာကြောင့်တကယ်သာထိတ်တိုက်ရင်ဆိုင်ရရင်အသက်အာမခံချက်လည်းမရှိတာမို့တုံလုံးနေခဲ့ရပါတယ်အချိန်မီအထိပြန်ရလာတဲ့ Red ကဒီအခြေအနေကိုမြင်တော့ဝေနဂါရဲ့အရှိုက်ကိုကက်ပြင်းပြင်းတစ်ချက်ဆောင်ထိုးရင်းတခုခုကသာသူမကိုထိခိုက်အောင်လုပ်ရင်အဖြူနဲ့အမဲငရဲနဲ့နေပံအယောင်အသွေးနဲ့နေရာဒေသကိုမရွေးပဲအားလုံးကိုအမုန်းချေပြစ်မဲ့ပြောရင်ရီကိုစီကမီလီယံပေါက်ချုံးကိုယူကအားကုန်လွှဲပြီးရိုက်ချလိုက်ပါတယ်ရီကိုကတော့ Red ကိုပြေးဖက်ရင်သူမတယောက်တည်းဆိုဒီခရီးကိုသွားနိုင်မှာမဟုတ်ကြောင်းနဲ့သူမဘေးကနေကာကွယ်ပေးခဲ့တာတွေအပြင်အရာရာတိုင်းအတွက်ကျေးဇူးတင်ကြောင်းနူးနူးညံ့ညံ့ပြုံးရင်းပြောလိုက်ပါတယ်